ဘယ်အသင်းမှမရောက်သေးပါဘူးနော်ဘရိုနံပါတ်ဆက်မှာဘယ်အသင်းကြက်မှထင်လဲဘယ်အသင်းမှမကြမ်းတော့ပါဘူး ANO hub တယ်ဖြစ်လောက်ပါတယ်ပေါ့ဖြစ်နိုင်ကြီးရှိတဲ့ထဲမှာပါတယ်ပေါ့လောက်လာရင်မများဘူးနော်လောက်လာရင်မများတဲ့ကြောင့်ဖြစ်နိုင်ကြီးရှိတဲ့ထဲမှာပါတယ်လောက်လာကသူလိုကိုလိုလောက်လာခုမှမရှိသေးတယ်ဆိုတော့ဒီလိုမျိုးချန်ပီယံအသင်းကနော်ဂိုးလိန်အောင်ခေါ်တော့ပါတယ်ဒါပေမဲ့ဆိုတော့ဘယ်လိုနော် height တော့ height တော့ဟမှာပဲဒါပေမဲ့ height တိုင်းလဲနိုင်တာမှမဟုတ်တာဗျနော်အခုရောက်နေတဲ့အသင်းက MSN မှာပါလာဗျနောင်မီပြန်လာတော့ပြန်လာတော့ပါဘူးကျွန်တော်ဆိုတဲ့ဘဲပေါ်ဘယ်လိုမြင်လဲဘယ်လိုမှမမြင်ပါဘူးဗျာနော်ကိုယ့်ရဲ့ပေါ်တာပေါ့နောင်မီကတော့တင်းပြပင်ပြန်လာမလို့ပြောပါတယ် AN ကနာမည်ပါချင်းလိုက်ရတယ်ဆိုတော့စပွန်ဆာကတောင်းနေထားလို့တော့မထင်ဘူးနော်မှန်တယ် brother တောင်းအတင်းရဲ့နာမည်ကိုပါချင်းခွင့်ပေးတယ်သူကတင်းနေရအစားပန်းရောင်တွေပါသုံးပြတယ်ဆိုရဲတဲ့နည်းတော့ပါဝါတော့မဟုတ်ဘူးနော်ဆိုလိုလေးပဲဒီအဲမှာ investment အရင်ပါတယ်ပေါ့ပွင့်နေပြောမှဆိုရင် investment ပါတယ်ဆိုတော့တဲ့ဟိုကိုအုံနာသဘောမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုဒီအသင်းရဲ့ကုန်ကြစိတ်အားလုံးတာဝန်ယူတာမျိုးပြင်စပွန်ဆာပေးရဆိုတာထက်ကိုမှသိရမလားဒီကဟိုဘယ်လိုပြောမလဲတဝက် share လုပ်တာမျိုးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတော့ဖြစ်တော့တယ်ပေါ့နော်ဟိုလိုမျိုးစပွန်ဆာဆိုတာထက်ပေါ့โอเคရမလန်းတော့ဘယ်ဘက်ကချစ်ကြီးရဲ့ face ဟုတ်တယ်မလန်းဘူးလားဘရိုစီကသဘောကောင်းလားသိမကောင်းတာပေါ့